ဟိုကောင်းနေတဲ့တွေ့နေလို့အားလုံးဖုန်းလေးကြာနေတာဟုတ်လားဟောကိုဒီမှာကိုအတွက်အိုးထုတ်ဝယ်လာဟုတ်ပေးပါအိုးထုတ်ဒီမှာနေငါးကောင်လေးနဲ့သွားမှာဟောနင်းကောင်လေးပါတာဘာဖြစ်လို့လဲငါအောင်နဲ့လည်းတိရတယ်တိနေတာပဲအေးမဟုတ်ဘူးကငါမပတ်စံအများကြီးမပါဘူးငါစားဖို့တော့မပါဘူးငါးကောင်လေးစားဖို့ပဲပါတာကိုကောင်ကလည်းကြားလိုက်တာမလာသေးဘူးလားအေးဟုတ်တယ်ဒီဒီနဲ့နည်းနည်းနောက်ကျမှပြောတယ်နောက်ကြတာအကြောင်းကငါကောင်လေးနဲ့တော့တွေ့ရအောင်ပါ sorry ကွာနင်းတော့ကြာပါနေရလဲဟာ oh no ဟာအိုးတို့ဒီမိုင်းလိုက်ဟာလှလိုက်တာအိုးတို့လေးဟုတ်တယ်ငါဝယ်ထားကြပြဒါပေမဲ့တိတ်မဆောင်ပြဘူးလားဒီနေ့မှနေဘူးလို့ငါစောင်းလာထုတ်ပြီးနော်ကောင်လေးနဲ့ဆိုအိုးထုတ်လေးနဲ့ဘယ်တော့လိုက်လိုက်မှမသိဘူးဟုတ်ပေးပါအိုးထုတ်လောက်ပါအိုးထုတ်ကဟောင်းတော့ဟောင်းနေပါပြီဘယ်ကဟောင်းမှာလဲနင်းဟာလည်းအစ်စ်ကြီးပါဝယ်ထားတာဟုတ်ပါဖုန်းနေနဲ့နေရလဲကိုတငယ်ချင်းမလို့ပေးပါရဲ့ဒီမှာလည်းဖုန်းနေဒီမှာလည်းဖုန်းနေပါရှိငါထားရင်းမယ်ဟောငါယူလိုက်မယ်နော်ဒီမှာကောင်လေးနဲ့ဆိုငါရမ်းလိုက်မယ်နောက်နေ့ကမဟုတ်ပြောင်းအောင်ချင်တယ်ကိုစောင့်နေကြပါလေဩစောင့်နေတယ်နင်းတော့ကြာရွေးမြင်လို့ကြားနေတာဟုတ်တယ်ဟိုမှာလမ်းမှာဟိုကောင်းနေတဲ့တွေ့နေလို့အားလုံးဖုန်းလေးကြာနေတာဟုတ်လားဟောကိုဒီမှာကိုအတွက်အိုးထုတ်ဝယ်လာဟုတ်ပေးပါအိုးထုတ်ဟောအိုးလေးရလှလိုက်လမ်းမှာတွေ့တာအဲ့ကြောင့်ကိုနှစ်ဆိုအရန်လိုက်မှာပဲဆိုပြီးတော့လေလှနေရနဲ့ဝယ်လာလိုက်တာဟုတ်လားကိုနေပူရဲဆိုလို့လေမြဲစောင်းရတော့ဟုတ်တယ်လို့ကလှတယ်နော်ဆန်းတော့အဲ့ဒါငယ်ညီမကြီးဟာဟဲ့ဘယ်လောင်းလို့လဲမဟုတ်တော့စားမို့ဟောမိုးသားသားဘူးလားငါတို့လည်းမဟုတ်ဝယ်ကြီးနဲ့ပြောထားတယ်ငါတို့လည်းလိုက်ခဲ့မယ်ဒီမလိုက်ပါနဲ့ငါကောင်လေးနဲ့သွားမှာဟောနင်းကောင်လေးပါတာဘာဖြစ်လို့လဲငါအောင်နဲ့လည်းတိရတယ်တိနေတာပဲအေးမဟုတ်ဘူးကငါမပတ်စံအများကြီးမပါဘူးငါစားဖို့တော့မပါဘူးငါကောင်လေးစားဖို့ပဲပါတာငါတော့တော့မနော်မင်းတို့ဘာတွေတဲဆန်ကြည့်နေလောက်ဒီမလေးကိုအင်ကြီးလေးလှလိုက်တာနော်ကုတ်ကလေးကိုနဲ့ဆိုတော်တော်လိုက်မှာအဲ့ဒါကြောင့်ဘယ်လောက်လဲလို့ကြည့်ဟောမင်းတို့ရဲ့အဲ့ဒါတွေကိုတော့မလို့ပါဘူးမင်းတို့ပတ်စံနေကုန်မခံပါနဲ့ကိုတော့ဟောကိုကလည်းမင်းတို့ကကိုဝယ်ပေးချင်တာမအဲ့ဒါထားပါကိုဝယ်ရလေးရှိတယ်ကိုနဲ့ခဏလိုက်ခဲ့တောင်းမယ်လေဟာမတရားကြီးလိုင်းပေါ်မှာတွေ့တယ်ဟာဟုတ်တယ်လေငါမနေ့ကမှမှားထားတာအော်လှလိုက်တော့ငါ့ကိုပေးပါလားငါကောင်လေးနဲ့ဆိုတိတ်လိုက်မှာပဲဟာလောက်ပါပေးတော့မှာပေါ့ကြိုက်ရဟလားကြိုက်တယ်ဟောဒါလေးမိုက်ရအောင်လေးဒီအောင်လေးလာတယ်အိုးโอเคဟာနင်းကြီးလေးကလည်းမိုက်တယ်ဟာစက်သွေးအောင်လေးအဲ့ဒီကပေးပါလားအေးကောင်းလောက်ပါမကောင်လေးတော့အင်းကြီးပေါ်ပြီဟာအေးလှုပ်လိုက်တော့လီလေးရပြာရောင်စံလေးဒီကုတ်လေးတော်တော်မိုက်တာခေါင်းမရောယုံလားရပါတယ်ဟာမယူတော့ပါဘူးမောင်ရောင်မယူတော့ပါဘူးနင်တို့လို့ကောင်းတယ်လေနင်တို့ပြန်ဒုက္ခရောက်နေမှာဆိုတော့မနေ့ကမရောက်တာနင်တို့ပြန်ဒုက္ခရောက်မှာဆိုတော့ကျေးဇူးပါပဲဟာသွားပြီဟောခေါင်းမရောတော့လိုချင်လေးတယ်ငါတို့ပြန်ဒုက္ခရောက်မှာဆိုလို့တဲ့ဝမ်းနာသားလိုက်တော့